ဘုရားရှင်ကိုတော်မြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာသရင်သုံးတော်မူစဉ်အခါကာလသာဝတိမြို့ကိုအစိုးရတာကဘယင်ကောသလဆိုတာပိဿပေါင်းသူတော်ကောင်းတို့အလုံးသိကြပြီးသားအဲ့ဒီကောသလရှင်ဘုရင်ကြီးရဲ့စစ်ပွဲတွေမှာဆင်နွှဲတဲ့အခါအသုံးပြုတဲ့ပါဝေယကလို့အမည်ရတဲ့စစ်စင်ကြီးတကောင်ရှိတယ်အဲ့ဒီစစ်စင်ကြီးကစစ်ပွဲပေါင်းများစွာကိုဆင်နွှဲပြီးတော့အောင်ပွဲပေါင်းများစွာကိုဘုရင်ကြီးအတွက်သူယူပေးခဲ့တယ်ဒီလိုနဲ့အနှစ်နှစ်လကာလတွေကြာလာတော့ဆင်ကြီးလဲအိုမင်းလာတယ်စစ်ပွဲတွေမှာသူမဆင်နွှဲနိုင်တော့ဘူးအဲ့ဒီတော့ဘုရင်မင်းမြတ်ကသူ့ကိုဘေးမဲ့ပေးထားတယ်သွားခြင်းရသွားစားခြင်းရစားဘာမှလည်းမခိုင်းတော့အဲ့ဒါလိုဘေးမဲ့ပေးထားတဲ့ပါဝေယကလို့အမည်ရတဲ့ဆင်ကြီးတနေ့တော့သာဝတိမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ရေကန်ကြီးတကန်တဲကိုသူဆင်းပြီးတော့ကြာဆွဲကြာရင်းတွေကိုသူတူးပြီးတော့စားလာအဲ့ဒါလိုစားရင်းနဲ့ရွှွညွန်နေတဲ့မှာနစ်တာခြေလေးချောင်းလုံးနစ်ပြီးတော့သူပြန်ပြီးတော့ရုံမထွက်နိုင်ဘူးအဲ့ဒီမှာရွှွနေကဗိုက်ထိအောင်နစ်ပြီးတော့သူဒီလိုပဲနေတာအဲ့ဒါကိုဘုရင်ရဲ့နားကိုပေါက်ကြားတော့ဘုရင်ကြီးကဆင်ဦးကြီးကိုအမိန့်ပေးတယ်အဲ့ဒီရွှွညွန်နေတဲ့မှာနစ်နေတဲ့ဆင်ပြောင်ကြီးကိုမင်းရဲ့အစွမ်းနဲ့ကုန်းပေါ်ကိုရောက်အောင်ထုတ်ဆောင်ကဲတင်ကြီးအဲ့ဒါလိုအမိန့်ပေးတော့ဆင်ဦးကြီးကအဲ့ဒီဆင်ကြီးကိုရွှွညွန်နေတဲ့ကနေရုံထွက်နိုင်ဖို့ဘယ်လိုလုပ်မလဲလို့အကြံဉာဏ်ထုတ်တော့ဆင်ဦးကြီးကဉာဏ်ရှိတယ်ဗျ။ဘာလုပ်လဲဆိုတော့စစ်သားတွေအများကြီးခေါ်တယ်။စစ်စီကြီးတွေကိုတီးတယ်။စစ်မောင်းကြီးတွေကိုတူတူထုတယ်။အဲ့ဒါလို့စစ်ပွဲအတုတစ်ခုကိုသူကရုပ်ချီးဖန်ဆင်းတယ်။အဲ့ဒါလို့စစ်တိုက်တဲ့အတန်တွေစစ်စီတွေစစ်မောင်းတွေရဲ့အတန်တွေကိုကြားတော့တစ်ချိန်လုံးကစစ်ပွဲကိုဆင်နွှဲလာတဲ့ဆင်ကြီးဆိုတော့စစ်သေးစစ်စိတ်တွေတက်ကြွလာပြီးတော့သူ့ရဲ့စိတ်ဓာတ်တွေကရုန်းကန်ထွက်ဖို့ဆိုပြီးတော့ခွန်အားတွေအဖြစ်ပြောင်းလဲသွားတာဆိုတော့တုန်းကရုန်းမထွက်နိုင်တဲ့ဆင်ကြီးဟာရုန်းကန်ထွက်မယ်ဆိုတဲ့စိတ်ဓာတ်တွေပါဖြစ်လာတယ်ပြင်းထန်လာတာစိတ်ဓာတ်တွေမာကျောလာတာအဲ့ဒီမှာအဲ့ဒီစိတ်ဓာတ်မာကျောမှုကိုအကြောင်းပြုပြီးတော့မခံကျင်စိတ်တွေနဲ့ရုန်းထွက်လိုက်တာအဲ့ဒီဆင်ကြီးဟာရွှွညွန်နေတဲ့ကနေလွတ်မြောက်ပြီးတော့ကံပေါင်းပေါ်ကိုရောက်သွားတာဘယ်သူမှမတင်လိုက်ရဘူးသူ့ကိုယ်သူပဲယုံပြီးတော့ထွက်သွားတာပိဋကရဲ့စိတ်ဓာတ်ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလို့စိတ်ဓာတ်ကိုအကြောင်းပြုပြီးတော့ပဂရိရွှွညွန်နေတဲ့ကနေယုံကံထွက်နေတဲ့ဒီဆင်ကြီးကိုကံပေါင်းရုပ်ပေါ်ကနေလူတွေအများကြီးဝိုင်းကြည့်နေတာအဲ့ဒီအများကြီးဝိုင်းကြည့်နေတဲ့လူတွေထဲမှာယဟန်တော်တွေပါတယ်အဲ့ဒီယဟန်တော်ရှင်မြတ်တွေကလည်းအံ့ဩတယ်ကြည်စံရွှွညွန်နေတဲ့မှာလင်းငရဲ့နစ်နေတဲ့ဒီဆင်ကြီးစိတ်ဓာတ်တွေခိုင်မာလာအောင်သူ့ကိုတွန်းအားပေးလိုက်တာနဲ့ကံမောင်မောကိုသူယုံထွက်သွားနိုင်တယ်စိတ်ဓာတ်ဟာအံ့ဩစရာကောင်းတယ်လို့အဲ့ဒါလို့ယဟန်တော်တွေကအံ့ဩပြီးတော့ကျောင်းတော်ကိုပြန်ကြွကျောင်းတော်ကိုရောက်ပြီဆိုတော့မြတ်စွာဘုရားကိုအဲ့ဒီအကြောင်းကိုလျှောက်တယ်မြတ်စွာဘုရားတဲ့ရုံးမထွက်နိုင်တဲ့ဆင်ကြီးဟာစိတ်ဓာတ်တွေမာကျောလာတာနဲ့ရုံးထွက်သွားနိုင်တယ်ဗျာအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကစစ်သားတို့တဲ့အဲ့ဒီပဂရိဆင်ကြီးဟာပဂရိရွှွညွန်နေတဲ့ကနေသူ့ကိုယ်သူရုံးထွက်နိုင်အောင်ကြိုးစားတယ်လို့သင်စစ်သားတို့လည်းပဲလောဘဒေါသမောဟတိဟုသောကိလေသာရွှွညွန်နေတဲ့မှာနစ်မြုပ်နေတဲ့သင်စစ်သားတို့ရဲ့စိတ်ကိုအဲ့ဒီအလိုဆန္ဒတွေမုန်းတိမှုတွေမကျေနပ်မှုတွေဒီဟုသောကိလေသာရွှွညွန်နေတဲ့ကနေလွတ်မြောက်အောင်ကြိုးစားကြရမယ်။သင်ချစ်သားတို့ရဲ့စိတ်ကိုလည်းပဲကိလေသာရွှွညွန်နေတဲ့ကနေဆွဲထုတ်ပြီးတော့ကယ်တင်နိုင်ရမယ်လို့မြတ်စွာဘုရားကစကားနောက်မှာတရားပါအောင်ပြောတာ။